ကုန်းမြို့ဟာပဲခူးတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တယ်။ပဲခူးခရိုင်နဲ့ပဲခူးမြို့ရဲ့ရုံးဆိုင်ရာမြို့လည်းဖြစ်တယ်။ရန်ကုန်မြို့ရဲ့အရှေ့မြောက်ဘက်တွင်တည်ရှိပြီးမိုင်အားဖြင့်33မိုင်ကွာဝေးပါတယ်။ရှိရခါကဟန်တာရီဟူတဲ့အမည်နဲ့မိုးရင်တို့ရဲ့ညီပြည်တော်ဖြစ်ခဲ့တယ်။တပင်ရွှေရီပြီးတဲ့နောက်နန္ဒပြည်တို့ရဲ့ရုံးဆိုင်ရာညီပြည်တော်လည်းဖြစ်ခဲ့တယ်။ပဲခူးမြို့ဟာဥပ္ပေပြုရာရဟုဆိုကာတမိုင်းနှမျိုးဖြင့်ရှိနေခဲ့ပါတယ်။ဟန်တာရီမြို့ဟူ၍မိုးနီမျိုးတို့ကမြို့တည်ရင်ချန်စီယာမှအိန္ဒိယလူမျိုးတို့နှင့်နေရာသတ်မှတ်မှုအချင်းများကြရာအိန္ဒိယသမုဒ္ဒရာတို့က၎င်းနေရာကိုမိမိတို့အရင်ရောက်ပြီးကြောက်တိုင်ဆက်စုကမှတ်သားခဲ့သည့်နေရာဖြစ်သည်ဖြင့်ထို့ကြောင့်မိမိတို့ရာပန်တီဟုခိုင်မာပြောဆိုခဲ့ကြရတယ်။မိုးလုံးကလည်းအိန္ဒိယသားတို့ကြောက်တဲ့အောက်တဲ့တရားမင်းကမော်တို့အတွက်ကြောက်တိုင်ဆိုင်ပြီးဖြစ်ထို့ကြောင့်မိမိတို့သာပန်တီဟုပြန်လည်ခြေပါခဲ့ကြတယ်။နောက်ဆုံးတွင်နှစ်ဖက်စလုံးကကြောက်တိုင်ကိုတူပြီးစစ်ဆေးရာမွန်တို့ပြည်ရဲ့အတိုင်းအနိုင်ရ၍ထိုတိသားကိုအပိုင်ရလေထို့ကြောင့်ဥပေကိုဟုခေါ်ကာလကျော်သောဥပေကိုမှပကိုဟုပြောင်းလဲခေါ်လာကြတယ်။အိန္ဒိယသမုဒ္ဒရာတို့ကိုအသားမင်းသားကပြည်ရဲ့ဖြင့်စီချင်းထိုးကအနိုင်ရသည့်အရေးဖြစ်သည်ကိုအဆွေးပြု၍ဥပေကိုဟုခေါ်ကြာလာသောအခါဥပေကိုမှကိုဟုဖြစ်လာကြတယ်။မြန်မာတမိုင်းတွေအရပဲခူးမြို့ဖြစ်ပေါ်လာသည်မှာဟင်းသာဝမ်းပဲများဥဒင်းကျစားရာအရဲဒေသဖြစ်တဲ့ရှေးအခါကဝမ်ပဲကူခေါ်ရာမှာကာလကြာမြင့်တဲ့အခါမှာပေကူ၎င်းမှတစ်ဆက်ပဲခူးဟူ၍ဖြစ်ပေါ်လာတယ်။ဟန်တာရီပဲခူးအားမွန်တို့၏အုပ်ချုပ်မှုအောက်တွင်ရှိသည်ကိုရှေးဥစွာတွေ့မြင်ရမည်ဖြစ်တယ်။ပုဂံအနော်ရထာမင်းလက်ထက်တွင်ဩတာပဲခူးဟူ၍တွေ့ရပြီးပဲခူးမင်းအကူအညီတောင်းခံမှုကြောင့်ကျန်စစ်သားငထွေယူငလုံးငယ်တွေနှင့်ညောင်ရီပြီးတို့သွေးကောင်းလေးဥအားစေလွှတ်ကျူးကျော်သူကျိုးစစ်တီတို့ကိုနှိမ်နင်းစေကြောင်းနောက်လည်းအနော်ရထာတထုံကိုချီတက်သိမ်းပိုက်စဉ်တွင်လည်းပဲခူးမှလက်ရှိတဲ့ကြောင်းအနော်ရထာအလွန်လည်းနန်းတက်သည့်စောလောမင်းလက်ထက်တွင်ပဲခူးစာငရမန်းကပုဂံမို့ကြောင့်ပုဂံခေတ်ကအစပြုကမြန်မာသမိုင်းစာမျက်နှာတွင်အခိုင်အမာရှိနေပေးသားဖြစ်တယ်။နောက်ပုဂံအားနည်းချိန်တွင်မူတို့ကမုဒ္ဓမောက်ကိုအခြေပြုကကမကတူမင်းဆက်ကိုပြန်လည်ထူထောင်ခဲ့ကြတယ်။ပဲခူးတွင်လည်းအခမန်းမန်းပုဂံကိုပုံကန်ပြီးတေချာမင်းပြုနေရာကတရပြလက်ထက်ရောက်ကမာရကိုမင်းဆက်ကိုစတင်ထူထောင်သောရာရီဦးကတရပြကိုအနိုင်ရပြီးပဲခူးသည်လည်းမုဒ္ဓမလက်အောက်ခံဖြစ်သောရောက်ခဲ့ပြန်တယ်။မာရကိုမင်းဆက်ရှေ့ဆက်မြောက်ဖြစ်သည့်ရှင်ပြရှင်ပညာဦးလက်ထက်တွင်ပုံကန်မူများကြောင့်မုဒ္ဓမမှပဲခူးသို့ပြောင်းရွှေ့နေဆိုင်ရတယ်။ပညာဦးနောက်လမ်းတဲ့သည့်ပညာနဲ့လက်ထက်တွင်လည်းပုဂံခေတ်ကုန်ဆုံးပြီးရောက်ခအင်းဝတဲ့အစဉ်အဆက်ထိနှင့်ဆိုးဆန်ခဲ့ကြတယ်။မင်းကြီးသားတော်များဖြစ်ကြတဲ့ရှင်ပြရှင်ဝင်းကောင်တို့အပြိုင်စစ်ခင်းပြီးသမိုင်းတွင်သည့်အင်းဝဟန်တာရီ240စစ်ပွဲကြီးကိုစတင်ဆင်ခဲ့တယ်။